6နိုင် အေးရထားတယ်ရေချိုးတယ် အိတ်နေတော့ 9နိုင် ဖျက်ရှိခိုးတယ်သမင်းစားတယ် အိတ်နေတော့မဲ 10နိုင် သမင်းချက်ထုတ်တယ်အလုပ်သွားပြင်ဆင်တယ် အိတ်နေတော့ ဟဲ့နင်ကအဲ့ချိန်ဒီအိတ်နေတော့လား ဟုတ်တယ်လေမညာတက်တော့ကြည့်ရမိုးဆုပ်သွားလို့ 9နိုင် အလုပ်ကိုရောက်တယ် အိတ်နေတော့မဲ what နင်ကအခုချိန်ကြီးကိုမနိုးသေးဘူးလား အိမ်မက်ထဲမှာအเจ้าတွေအလုပ်เจ้าတွေစဉ်းစားနေလို့အိတ် 10နိုင် မီတင်လုပ်တယ် အလုပ်သွားဖို့ပြင်ဆင်နေပြီအလုပ်သွားတော့မှာ နင်ကငါတို့တော့ဒီမဲ့လေးလောက်ရောက်နေလေ ပြင်ဆင်ရရင်လေမိုင်နော်ဒီ အော်အေး 17နိုင် မီတင်လုပ်ပြီးရောဘာလို့ရလဲဆိုင်အောင်လိုက်စစ်တယ် အလုပ်ရောက်တယ်နတ်ဆာစားတယ် ဟဲ့ငါတော့မီတင်လုပ်ပြီးရောဖိုင်လို့ပတ်စင်နေနင်ကဘာကိစ္စမလက်စားစား မနက်က10နိုင်မှလုံလာဘာမှမစားခဲ့ရဘူးလေတနေ့ကိုကမှာဆိုတော့အားရှိနေမှရမှာထမင်းစားတယ် 12နိုင် ပစ္စည်းစင်းတွေကောက်တယ် အလှပြင်တယ် ဟဲ့နင်ကဘာမှတော့မလုပ်ရသေးထမင်းစားပြီးတော့အလှပြင်လာ ဟု လား တ်တယ်လေမထမင်းစားပြီးမိတ်ကပ်တွေပိုင်းပြစ်သွားတယ်နော်ဖတ်တယ်ဆိုတော့အလှပြင်ရတယ် ငါတော့ထမင်းမစားရသေး တေး ဘူး လ လေ က်လောက်ကတေးလန့်ဆိုတော့ထမင်းစားတယ်အလှပြင်ရတယ်အလှပြင်တယ် အော် 1နိုင် ထမင်းစားတယ် တစ်တော့ကြည့်ရဟိုအမအလုံးလုံးကိုတစ်တော့ကြည့်ရလေမနေ့တဲလန့်လေးမှာတဲလန့်ဆိုအမြင်တစ်တော့ကြည့်နေမှရမှာဆိုတစ်တော့ကြည့်ရ 2နိုင် မီတင်ထက်လုပ်တဲ့ဆိုင်အတွက်လိုအပ်တာတွေပြောပြီးတော့ တစ်တော့ကြည့်ရ နင်ကအခုချိန်ကြီးတက်တော့ကြည့်လို့မပြီးသေးဘူးလား မနေ့တဲလန့်လေးမှာတဲလန့်လေးဆိုတော့ဘာတွေထွန်းဖြစ်နေလဲဆိုတာအမြင်တစ်တော့နဲ့သိမလားအမြင်ဇက်တိုက်ကြည့်နေရဆိုတော့တစ်တော့ကြည့်ရ 3နိုင် ဒီဆိုင်လုံးကဘာလို့လိုရလဲဆိုတာလိုက်စစ်တယ် ကတယ် နင်က3နိုင်မှကရလား ဟုတ်တယ်လေမအရှိမတစ်တော့ရပါကြီးလိုက်ပါမြင်စီပြော3နိုင်ထွင်ရင်တစ်တော့စကပတဲလန့်လေးမှာတဲလန့်ဆိုကရပြီလေ3နိုင်ထွင်ရင်ကပြီ အော်အေး 4နိုင် ဘော့စ်တို့ကိုတင်ပြရရှာရေးတင်ပြရတယ် ကတယ် နင်က4နိုင်ကြီးကလို့မပြီးသေးဘူးလား တဲလန့်လေးမှာတဲလန့်ဆိုအမြင်တစ်တော့ရိုက်နေရတယ်ကနေရတယ်လေမအဲ့ဒါက နင်ရဲ့ personal အတွက်ကလားဆိုင်အတွက်ကလား ကပါမယ်ဆိုင်ထွက်ပဲ 9နိုင် နောက်ရက်အတွက်ဘာလို့လဲဆိုတာမီတင်ထပ်တိုင်တယ် 9နိုင်အခုတော့9နိုင်ထွေးဆိုတော့အလို့ဆင်းရတော့မယ်လေအလို့ဆင်းတော့မယ်နော်မ ငါတော့9နိုင်မစင်းသေးဘူးလေမီတင်လုပ်နေလို့ရှိသေးနင်ကဘာကိစ္စ9နိုင်စင်းတာ ဘာ တော့ လို့တဲလန့်လေးမှာတဲလန့်လေးဆို9နိုင်ထွေးအလို့ဆင်းရတယ်မှာခုက9နိုင်9မိနစ်ရှိနေ9မိနစ်နောက်ကျနေမှာအချိန်မိုးကြီးပေးရမှာ အော်အေးပါ 6နိုင် 6နိုင်15မှာအလုပ်စင်းတာ အိမ်ရောက်လို့အိတ်တောင်နေ နောက်ခါဆိုငါလည်းတက်လက်မယ်လုပ်တော့မယ် ညမာတို့